မနက်ကင်းအိယာကထားလို့ခြေပွားလေးကိုကျမ်းပေါ်ချလိုက်တဲ့အချိန်မှာခြေပွားတွေကပူပြီးတော့အနဲ့ထိုးတယ်လို့စူးတဲ့နာကျင်မှုဖြစ်တာမျိုးကိုမိတ်ဆွေကြုံရပါလားဒါကတမန်ခြေပွားပူတာမျိုးမဟုတ်ဘဲနဲ့plantar fasciitis လို့ခေါ်တဲ့ရောင်ရမ်းမှုတစ်ခုဖြစ်နေဆိုတာမိတ်ဆွေသိပါသလားဆရာတို့ရဲ့ခြေပွားအောက်မှာ plantar fascia လို့ခေါ်တဲ့ကျုံနိုင်ဆန့်နိုင်တဲ့ tissue အလွှာရှိတယ်သူကလမ်းလျှောက်တဲ့အခါမျိုးတွေမှာကိုယ့်ရဲ့အလေးချိန်ကိုထိန်းညှိပေးတဲ့ shock absorber တစ်ခုလိုအလုပ်လုပ်တာပါဆရာတို့ညဘက်အိပ်နေတဲ့အချိန်မှာအဲ့ဒီ tissue တွေကကျုံနေတတ်ပြီးတော့မနက်ခင်းခြေလမ်းစားလန်တဲ့အချိန်မှာရုတ်တရက်ဆန့်ထွက်သွားတာမျိုးကြောင့် microtia လို့ခေါ်တဲ့စုပ်ပြင်းမှုတွေဖြစ်ပြီးတော့နာကျင်မှုကိုခံစားရတတ်တယ်ဒါဘာကြောင့်ဖြစ်ရလဲဆိုတော့ဆရာတို့ကအဝလုံးပြီးခြေထောက်ကထိန်းရတာတွေဖနက်အောက်ခံမကောင်းတဲ့အရာတွေစီးတာတွေခြေပွားပုံစံမှန်မှန်တာတွေကြောင့်အဲ့ဒီ fascia အလွှာမှာ mechanical stress ဆိုပြီးတော့အလို့အကျော်ဒဏ်တွေတက်ရောက်ကာမှဖြစ်လာတာပါအဲ့တော့စေကမပြချင်ဘူးဆိုရင်ကိုယ့်အကိုအိမ်မှာပဲလှုပ်ဆောင်နိုင်တဲ့နီလန်းသုံးကိုဆရာပြပြမယ်ရေခဲပလင်းလေးကိုခြေပွားအောက်မှာထားပြီးတော့9မိနစ်ခန့်လှည့်ပေးပါသူကရောင်ရမ်းမှုကိုကျစေတယ်ကိုအိယာကမထခင်မှာခြေပြားလေးကိုတစ်ပတ်ကလေးနဲ့လုံးဝဒီပုံလေးအတိုင်းဆွဲဆန့်ပေးပါဒါကလည်းအဲ့ဒီ tissue လေးကိုအဆင်သင့်ပြအောင်ပြင်ဆင်ပေးတာပါနောက်ဆုံးတစ်ခုကတော့တင်းနစ်ဘောလုံးရှောက်ပြီးတမ်းများပြီးနဲ့ခြေပွားအလဲနှိပ်ပေးခြင်းကနာကျင်စေတဲ့ trigger point တွေကိုဖြေလျှော့စေနိုင်ပါတယ်အကယ်၍ပေါ့နော်ဒီနာကျင်မှုကိုလိလူရှုထားမယ်ဆိုရင်နာတာရှည်အနေနဲ့ HISPA လို့ခေါ်တဲ့ဖနှောက်အယိုးအတက်ထွက်တဲ့အထိဖြစ်နိုင်တယ်ဒါကြောင့်ဆရာပြောတဲ့လေ့ကျင့်ခန်းလေးကိုလည်းလုပ်ကြည့်လို့ရတယ်လို့ဆရာတို့ရွှေဘော်ကျွန်းကထုတ်တဲ့သဘာဝအပင်ထွက်အစီအနှစ်တွေနဲ့လည်းပြန်ပြီးတော့ပြုပြင်နိုင်ပါတယ်ဆရာတို့ရဲ့ရွှေဘော်ကျွန်းသဘာဝအစီထဲမှာလင်းငင်းစီနဲ့မေတိုင်းဆလစ်စတိတ်ကအယောင်ကျစေတဲ့အာယုကြောတွေကိုထုံသွားစေတဲ့အတွက်နာကျင်မှုကိုရောစေတဲ့သွေးကြောတွေကိုကျေစေပြီးတော့အာနိတင်ကိုအကျော်တွေရအောင်ပို့ပေးနိုင်တယ်။အေးမြတဲ့ခံစားမှုရရှိစေပြီးအာယုကြောတွေကိုနှိမ့်သက်စေတာရောင်ရဲမှုကိုတိတိတတ်တာရှော့ချပေးပါတယ်။နောက်တစ်ခုကညဘက်အိယာမဝင်ခင်မှာသဘာဝအစီကိုလိမ့်ပေးခြင်းအပြင်ဆရာတို့အိပ်ပျော်နေချိန်မှာရှေ့ဘွားရဲ့ plantar fascia tissue လေးတွေကလုံးဝအနားယူနေအဲ့ဒီအချိန်မှာအပူဓာတ်ရှိတဲ့မုံရင်းစီကိုအခြေခံတဲ့သဘာဝအစီကိုလိမ့်ပေးလိုက်ရင်သွေးလက်ပတ်မှုကောင်းမှုပြီးတော့ tissue တွေစုပ်ပြဲမှုကိုပြန်ပြီးတော့အကောင်းဆုံးပြုပြင်ပေးနိုင်ပါတယ်